တစ်ပင်တွေကိုခုံလဲပြီးစက်ကူလုပ်ဖို့အတွက်အဓိကကုန်ညမ်းဖြစ်တဲ့တစ်လုံးတွေကိုစက်ရုံတွေစီကိုအရင်ဆုံးတက်ဆောင်လာကြပါတယ်ဒီတစ်လုံးတွေစီကနေမလိုအပ်တဲ့တစ်ခေါက်တွေကိုဖယ်ရှားပြီးအတုံးသေးလေးတွေဖြစ်အောင်စနစ်ကြိတ်ခွဲပြလိုက်ပါတယ်အဲဒီတသားစားတွေကိုဓာရိဗေဒအရေးနဲ့ရောပြုတ်လိုက်တဲ့အခါမှာတော့စက်ကူလုပ်ဖို့အရေးကြီးဆုံးဖြစ်တဲ့တစ်ပြော့ပတ်လေးတွေထွက်လာပါတယ်ဒီအစ်စ်မှာတသားတွေကမလိုအပ်တဲ့အဆေးတွေကိုဖယ်ရှားပြပြီးတန်းစင်တဲ့အနှင်တွေကိုပဲယူလိုက်တာပါရလာတဲ့တစ်ပြော့ပတ်တွေကိုရေနဲ့တင်ညာပြန်ဆင်းကြောပြီးအရွေးသွေးကောင်းအောင်တန်းစင်တဲ့လုပ်ငန်းစဉ်ကိုဆက်လုပ်ရပါတယ်ဒီလိုဆက်ရောက်လိုက်မှသာစက်ကူချောလေးထုတ်လုပ်တဲ့အခါမှာအငြင်းကျွေးတွေမပါဝင်မဲ့တန့်ရှင်းနေမှာဖြစ်ပါတယ်ကျမတို့နေ့စဉ်သုံးပြုနေတဲ့စက်ကူဖြူဖြူလေးတွေရဖို့အတွက်ဒီတစ်ပြော့ပတ်တွေကိုအယောင်ချွတ်တဲ့အဆင့်ကိုဖြတ်တန်းရပါတယ်အယောင်ချွတ်စေသုံးပြုပြီးအညိုရောင်ကနေဖြူဖွေးသွားတဲ့အထိအဆင့်ဆင့်ပြောင်းလဲယူရတာပါဖြူဖွေးသွားတဲ့တစ်ပြော့ပတ်တွေကိုရေအများကြီးနဲ့ထပ်ရောပြီးစက်ကူသားပုံမကောင်းမွန်အောင်လိုအပ်တဲ့အယောင်တွေနဲ့ဓာတုပစ္စည်းတွေထည့်ရပါတယ်ဒီအရေးပြည့်ကြီးကိုစက်ကူထုံမဲ့စက်တွေစီကိုပိုင်လုံးနေရတဲ့အဆင့်ပို့ဆောင်ပေးလိုက်ပါတယ်စက်ကြီးတွေကိုရောက်လာတဲ့အခါအရေးပြည့်တွေကိုရေစစ်ထုတ်ပေးမဲ့တန်စကားပြားအကြီးကြီးတွေကိုပေါ်ကိုအငြင်းအများဖမ်းချလိုက်ပါတယ်အဲဒီစကားပြားတွေကရေတွေကိုစစ်ချလိုက်တဲ့အခါမှာတော့စက်ကူအလွှာပပလေးစနေပေါ်လာတာကိုတွေ့ရတော့မှာပါရေစစ်သွားတဲ့စက်ကူအလွှာလေးတွေကိုကြိတ်လုံးအကြီးကြီးတွေကြားထဲမှာဖြတ်တန်းစီပြီးကြံနေသေးတဲ့ရေတွေကိုထပ်မံညှစ်ထုတ်လိုက်ပါတယ်ဒီလိုဖိညစ်လိုက်တဲ့အတွက်စက်ကူသားဟာပုံမကျစ်လစ်သွားပြီးတဖြည်းဖြည်းနဲ့မာကျောလာပါတယ်အဲဒီနောက်မှာတော့စက်ကူလိတ်ကြီးတွေကိုအပူပေးထားတဲ့တန်လုံးချိတ်ဆက်ကြားထဲမှာဖြတ်တန်းစီပြီးလုံးဝ၆သွေးသွားအပူပေးပါတယ်ဒီအဆင့်မှာစက်ကူကလုံးဝ၆သွေးသွားပြီးကျမတို့နေ့စဉ်သုံးနေကြစက်ကူအကျန်းထဲအဖြစ်ကိုရောက်ရှိသွားပါပြီ၆သွေးသွားတဲ့စက်ကူကိုမျက်နှာပြင်ချုံးမွေသွားအောင်နဲ့စားရဲလိုကောင်းအထူးပြုလုပ်ထားတဲ့စက်တွေနဲ့ထပ်မံဖိကျိတ်လိုက်ပါတယ်ဒီလိုလှုပ်ဆောင်လိုက်မှသာမြင့်ဆုပ်ယူမှုအားကောင်းပြီးရေးရတာအဆင်ပြေတဲ့စက်ကူသားကိုရရှိလာမှာဖြစ်ပါတယ်နောက်ဆုံးမှာတော့အဲဒီစက်ကူအရှိကြီးတွေကိုအေယာမစက်ကူလိတ်ကြီးတွေအဖြစ်လက်ယူလိုက်ပြီးတော့ဈေးကွက်ထဲကိုပို့ဆောင်မှုအတွက်ပြင်ဆင်ကြပါတယ်အဲဒီကနေမှတစ်ဆင့်ကျမတို့နေ့စဉ်သုံးပြုနေတဲ့ဗလာစာအုပ်တွေနဲ့စာရွက်ရည်အစားအမျိုးမျိုးအဖြစ်ဖြတ်တောက်ထုတ်ပို့လိုက်ကြတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုထူးခြားဆန်းပြတဲ့အကြောင်းအရာလေးတွေကိုကြည့်ရှုနားဆင်ကြနေဆိုရင်တော့ကျမတို့ရဲ့အမှန်တရားရှာဖွေသူများ channel လေးကို like and subscribe လုပ်ပေးတော့ကြပါဦးနော်အားလုံးကျေးဇူးတင်ပါတယ်ရှင်